မင်္ဂလာပါရှင်လို့ Silent Real Estate Company Limited မှာဒီနေ့မျှဝေပေးခြင်းရဲ့အကြောင်းအရာလေးကတော့အိမ်ချမ်းမြေရင်းနှီးမြှုပ်နှံပြီးတော့တထေးဖြစ်ဖို့အတွက်အတိမဖြစ်တည်တင်ထားတဲ့နည်းလမ်း9ခုပဲဖြစ်ပါတယ်။အိမ်ချမ်းမြေလောကတွေကိုခြေလမ်းမလန်းခင်ပထမဆုံးသိထားမှာတော့ဝင်ငွေအင်ကန်အမျိုးအစားတွေအကြောင်းပါပေါ့နော်။ရေဘူးကအားဖြင့်ကတော့3မျိုးရှိတယ်။နံပါတ်1ကတော့ an income ကိုယ်တိုင်အလုပ်လုပ်မှရတဲ့ဝင်ငွေပေါ့နော်။ကိုဖြားနာလို့ကိုအလုံးမလုံးနိုင်တော့ဘူးဆိုလို့ရှိရင်တော့မရဘူးပေါ့နော်။ကိုယ်တိုင်အလုပ်လုပ်မှရတဲ့ဝင်ငွေလာစာဒီဟာမျိုးလုပ်အားခကိုခေါ်တယ်ပေါ့နော်နံပါတ်2ကတော့ portfolio income ပေါ့နော်ဒါကတော့ stock share ငွေတွေငွေချေးစာချုပ်တွေကနေရရှိရဲ့အမြတ်ငွေတွေပဲဖြစ်ပါတယ်နံပါတ်3ကတော့ passive income ကိုယ်တိုင်အချိန်ပေးစရာမလိုဘဲနဲ့သူ့အလိုလိုဝင်နေတဲ့ငွေချေးစီးဆင်းမှုပေါ့နော်ကိုအိတ်နေမှဖြစ်ဖြစ်ကိုခီးသွားနေမှဖြစ်ဖြစ်သူ့လိုလိုဝင်နေတဲ့ငွေချေးစီးဆင်းမှုကိုခေါ်ပါတယ်rich dad ရဲ့အဆိုအရပေါ့နော်ဒီချမ်းသာခြင်းနံပါတ်3 passive income ကိုအာရုံစိုက်ရမယ်ပေါ့နော်ဒါဆိုလို့ရှိရင်အိတ်ချမ်းမြေဆိုတာကတော့ passive income ရဖို့အတွက်အကောင်းဆုံးနည်းလမ်းတစ်ခုပဲဖြစ်ပါတယ်ဒါဆိုလို့ရှိရင်အိတ်ချမ်းမြေနဲ့အကျိုးအမြတ်အများကြီးရရှိဖို့ကျွမ်းကျင်သူတွေ3လေးရှိတယ်နည်းလမ်း9ခုကတော့ဘာတွေလဲဆိုရင်နံပါတ်1ကျွမ်းကျင်တဲ့အဖွဲ့တစ်ဖွဲ့တိစောက်ပါ build a world class team ပေါ့နော်ငါးဘာသာငါလုံးမှအမြတ်ပိုကြံမယ်ဆိုတော့အလေးကျင့်ကိုမေးလိုက်ပေါ့နော်အိမ်ချမ်းမြေလောကကရှုပ်ထွေးတယ်ရှေ့နေတွေစီးရင်ကင်တွေနောက်ပြီးတော့အကျိုးဆောင်စားတဲ့ကြမ်းကျင်သူတွေနဲ့ပူပေါင်းလှုပ်ဆောင်ခြင်းကတင့်ကိုအမှားနှဲစေပြီးတော့ရေရှည်မှာငွေပိုရစေပါတယ်ခွန်ကိစ္စကိုကြိုတင်စီစီမှာပေါ့နော် plan your tax strategy အခွန်ဆိုတာစိတ်ညစ်စရာလို့မတွေးပါနဲ့အိမ်ချမ်းမြေမှာအခွန်တက်တာခွင့်တွေအများကြီးရှိပါတယ်ဥပမာပြင်ဆင်စရိတ်တွေတန်မိုးရော့တာတွေတန်မိုးရော့စီးရင်တက်တာတွေနဲ့အခွန်တက်တာအောင်လုပ်လို့ရပါတယ်ဒါကြောင့်အခွန်ကိုနားလည်တဲ့ပညာရှင်တဲ့တိုင်ပင်မှာနံပါတ်3ကတော့ဥပဒေပိုင်းဆိုင်ရာအကာအကွယ်ယူပါ plan your legal strategy ပေါ့နော်ပတ်စံရှားရတာလွယ်တယ်ထိမ့်သိမ့်ရတာခက်တယ်ဆိုတဲ့စကားပုံအတိုင်းပဲပေါ့နော်အိမ်ငါးပြဿနာစာချုပ်စာတမ်းပြဿနာနောက်ပြီးတော့ပြဿနာတွေတက်လာရင်ကိုရှာထားသမျှတွေကုန်မှာပဲပေါ့နော်ဒါကြောင့်ကိုယ့်ရဲ့ပိုင်ဆိုင်မှုကိုကာကွယ်ဖို့ဥပဒေအကြောင်းအရအမြဲတမ်းခိုင်မာအောင်ကြိုတင်ပြင်ဆင်ထားရမယ်ပေါ့နော်နံပါတ်4ကတော့ဈေးကွက်ကိုတေချာလေ့လာပါknow your market ပေါ့နော်အဲ့ဒီမှာဆိုလို့ရှိရင် location ကအရေးကြီးဆုံးဆိုပေမဲ့အဲ့ဒီနေရာရဲ့အနာဂတ်ကိုကိုကမြင်အောင်ကြည့်ရမယ်ပေါ့နော်အလုပ်ကိုင်ခွင့်လန်းတွေတိုးလာမှာလားကျောင်းတွေဈေးတွေနဲ့နီးလားလုံခြုံစိတ်ချရမှုရောရှိလားကိုယ်တိုင်ကားမောင်းပြီးတော့ပေါ့နော်ကွင်းစင်းလေ့လာပါစာရွက်ပေါ်ကအချက်လက်ထက်ကိုယ်တိုင်မြင်ရတာပိုသေးကြတယ်ပေါ့နော်ကိုယ်တိုင်ကားမောင်းပြီးလဲကွင်းစင်းလေးလာမှာဖြစ်သလိုတက်နိုင်လို့ရှိရင်လဲ YBS တွေပါတွေစီးပြီးတော့ကိုဝယ်မဲ့နေရာကိုပေါ့နော်ဒီကိုနေတဲ့နေရာနေကားစီးရင်ဘယ်လောက်ထိကြာမလဲမျိုးတွေကနေသွားရင်ဘယ်လောက်ထိကြာမလဲလဲဒေတာလေးလာမယ်ပေါ့နော်နံပါတ်5ကတော့ဝင်ငွေထွက်ငွေကိုရိုးသားစွာတွက်ချက်ပါပေါ့နော် honestly project your cash flowအဲ့ဒါကတော့အိမ်တစ်လုံးဝယ်မယ်ဆိုလို့ရှိရင်စိတ်ကူးယဉ်မှုတွေမလွန်နဲ့ပေါ့နော်ဝင်လာမဲ့အိမ်ငါးအကောက်ကိုပို့တက်တာတွေနောက်ပြီးတော့ပြင်ဆင်စရိတ်ကိုရှော့တက်တာတွေပေါ့နော်ဒါတွေမျိုးကိုမလုံးနဲ့အမှန်တကယ်ဝင်နိုင်တဲ့ဝင်ငွေနဲ့အမှန်တကယ်ကုန်မဲ့ကုန်ကြစရိတ်ကိုပေါ့နော်ရိုးသားတွက်ချက်မှသာအမျက်ကြံမဲ့အိမ်ချမ်းမြေကိုပိုင်ဆိုင်နိုင်မှာဖြစ်ပါတယ်ရှင်နံပါတ်6ကတော့အိမ်ငှားတွေကိုကောင်းကောင်းဆက်ဆံပါပေါ့နော်ဒီအိမ်ငှားတွေကတင်းရဲ့ဖောက်တဲ့ customer တွေcustomer တွေပါသူတို့ကိုစိတ်ချမ်းသာအောင်ထားရင်တင်းအိမ်မှာကြနေပါလိမ့်မယ်အိမ်ငှားမမြဲလို့ရှိရင်ဝင်ငွေရက်မယ်နာမည်ပြတ်မယ်ဒါကြောင့်အိမ်ကိုတန်တန်ရှင်းရှင်းတက်ရက်ဖြစ်အောင်ထားပါပြဿနာရှိရင်ချက်ချင်းဖြေရှင်းပေးပါပေါ့နော်နောက်ပြီးတော့ဒီအိမ်ငှားတွေကိုထားတဲ့နေရာမှာဆိုလို့ရှိရင်လည်းပေါ့နော်ကောင်းမွန်တဲ့အိမ်ငှားတွေကိုပဲရွေးချယ်ရမယ်ပေါ့ဥမာနည်းနည်းဇရိုက်ကြတဲ့လူတွေမူးရစ်တောက်စားရန်ကားပြီးတော့ပဝင်းကျင်ကိုဆဲဆိုဟစ်နေတဲ့လူမျိုးတွေဆိုလည်းဒါမထားသင့်ဘူးပေါ့နော်ဘာဖြစ်လို့လဲဆိုတော့အိမ်ငှားတယ်ဆိုတာကကိုယ်တွေတအိမ်နဲ့ပဲနေတာမဟုတ်ဘူးပဝင်းကျင်နဲ့နေတာပဝင်းကျင်နဲ့တင်းနှိလောက်ပတ်တဲ့အိမ်ငှားကိုငှားမှသာရေရှည်ကိုယ့်ရဲ့ image လည်းကောင်းမယ်နောက်ပြီးတော့ကိုယ့်ရဲ့ဒီအိမ်အတွက်လည်းပေါ့နော်လုံခြုံစိတ်ချမယ်ပေါ့နော်ကောင်းမွန်တဲ့အိမ်ငါကိုငှားမှသာနံပါတ်9ကတော့အမျက်များရင်ပိုင်ဆိုင်မှုကြီးတာကိုပြောင်းလဲရင်းနှီးမြှုပ်နှံမှာပေါ့နော်trade up in value လို့ခေါ်ပါတယ်ရှင် monopoly gain ဆော့ဘူးလားmonopoly gain ကိုတော့လူတိုင်းဆော့ဘူးကြမယ်ထင်ပါတယ်အိမ်အစိမ်းပေါ့နော်၄လုံးရလို့ရှိရင်ဟိုတယ်အနီးတစ်လုံးပေါ့နော်four green house နဲ့one red hotel ပေါ့နော်အဲ့လိုအချိုးစားညီတယ်ပေါ့နော်အဲ့ monopoly game မှာလဲတယ်အဲ့လိုမျိုးပဲအိမ်ချမ်းမြေမှာလည်းဒီတိုင်းပဲအိမ်ချမ်းမြေတဲလေးတွေကနေအမျက်ရလာလို့ရှိရင်ရောင်းထုတ်ပြီးတော့ပိုကြီးပိုမြတ်တဲ့အဆောက်အုံတွေကိုဝယ်ယူမြှုပ်နှံရမယ်
US မှာဆိုလို့ရှိရင်1031 exchange လိုမျိုးအခွန်တက်တာနဲ့အင်ကြီးအိမ်ကောင်းတွေကိုဝယ်ယူနိုင်လို့ရတဲ့နီလန်းတွေရှိရပေါ့နော်နောက်ဆုံးအနေနဲ့ပြောရမယ်ဆိုလို့ရှိရင်တော့ဒီနီလန်းတွေကိုစာဖတ်နေုံနဲ့တော့တထေးတော့ဖြစ်မလာဘူးပေါ့နော်လက်တွေ့ကိုယ်တိုင်လိုက်နာကျင့်သုံးပြီးတော့အမြဲလေ့လာနေဖို့လိုတယ်အချိန်မဆွဲပဲနဲ့ခုပဲစလုပ်ပြီးတော့တစ်သက်လုံးလေ့လာပါလို့ Robert Kiyosaki ကမှာထားပါတယ်ရှင်မိတ်ဆွေတို့လည်းအိမ်ချမ်းမြေရင်းနှီးမြှုပ်နှံတော့မယ်ဆိုလို့ရှိရင် Rose Island Real Estate Company Limited ကိုတတိယလိုက်ပါရှင်နောက်ထပ်အသေးစိတ်သိရှိလို့ပါ Rose Island Real Estate Company Limited 09650 599751ကိုဆက်သွယ်မေးမြန်းလို့ရပါတယ်ရှင်ဒီ post ကိုမျှဝေပြီးတော့မိတ်ဆွေတွေကိုလည်းငွေကြေးဆိုင်ရာပညာရဲ့အကြောင်းကိုပြောပြလိုက်ပါအိမ်ချမ်းမြေနဲ့ပတ်သက်တဲ့ဘဝတုဒ္ဒတွေကိုပုံမသိရှိလို့ရှိရင် Rose Island page လေးကို like and follow comment လေးတွေပေးဖို့လည်းတတိယလိုက်ပါရှင်အားလုံးကျေးဇူးတင်ပါတယ်